ကိုချစ်တဲ့သူကကိုချွဲတာကိုမြင်အရေးပြောမပြောတော့မေးကြီးမရမယ်လို့ပြောပြလာတဲ့ရေဒနာဘူခင်မောင်သိချွဲတာတော့သူပိုင်တယ်ဟုတ်ပါမယ်ပြန်တက်လာသေးတယ်နော်ပြန်တက်လာတယ်အရင်ကရိုက်ခဲ့တဲ့သူချစ်ခင်ရုပ်ရှင်ကားကြီးဆိုရှင်လည်းလို့ပေါ့ပညာနဲ့စင်းလေးကိုကြော်ထမ်းအောင်နဲ့စင်းလေးတွေခဏခဏပြန်တက်လို့ရှင်ပြန်ကြည့်ပြီးကိုယ့်ဘက်ကိုပြန်ပြီးတော့သဘောကျပြီးကြီးရခဏခဏပဲအဲ့လိုမျိုးပြန်တက်လာကိုယ့်ရဲ့တန်လေးချွဲရအောင်ဟုတ်လားအဲ့ဒါချွဲရတော့ရီရတာပဲကိုယ့်ကိုပြန်ကြည့်ပြီးတော့လေအဲ့လိုမျိုးရီရတချို့ကတော့ချစ်ဖို့ကောင်းတယ်ချွဲဟုတ်လားအဲ့ပုံစံတကယ်တော့လို့မချွဲတတ်ပါဘူးစကွီပဲထားတယ်တာတကယ်တော့ပြင်မှာလို့စကွီထားနေကြဆိုတော်တဲ့ကောင်မလေးတွေကအဲ့လိုချွဲတက်တာကိုဖြစ်ချင်ကြတာတဲ့အဲ့လိုချွဲတက်ချင်တာဘို့လိုချွဲတက်ချင်တယ်လေဒီမှာမီဒီယာအမတွေကုန်ချွဲတတ်တယ်လေကိုသိရတော့တည်းလေးမိန်းကလေးတော်တော်များတော့ချွဲတတ်ကြပါတယ်မချွဲတတ်ဘူးဆိုတာမရှိသလားကိုချစ်တဲ့သူကတော့ချွဲကြမှာပေါ့မိန်းကလေးတိုင်းဟိုဒါမချွဲတတ်ဘူးဆိုရင်ဟုတ်တယ်မရှိပါဘူးအဲ့ဒါဆိုမချွဲတတ်ဘူးပြောပြမယ်ကိုတကယ်ချစ်တဲ့လူသားကြောင့်ချွဲတတ်ကြမှာပေါ့နော်ကဲမေးအောင်လေရေးပါအောင်ရှင်ဆိုတော့ဒီတိုင်းချွဲရတာအရေးပြောနေကြပြိသက်တွေကအဲ့လိုကိုချစ်တဲ့သူသာချွဲရင်ချစ်တဲ့သူကပိုအရေးပြောမယ်နဲ့တူတယ်နော်ဒီကောကရှိလာလို့ရှိရင်မေးကြည့်ရမှာပေါ့